ဒီလိုအဆက်ခွဲမှုတွေကိုမခံနိုင်တော့တဲ့အတွက်မင်းသမီးလေးဟာဖိနစ်နဲ့မီးကိုအတင်းအကျပ်ဆင့်ခေါ်လိုက်ပါတယ်။ဒါပေမဲ့သူမရဲ့စွမ်းအားတွေမထွက်လာခင်မှာပဲဒဏ်ရာဟောင်းနဲ့ဒဏ်ရာသစ်တွေပေါင်းပြီးဝေဒနာပိုတိုးလာပါတယ်။အဲ့ဒီလူနှစ်ယောက်ကစိုးရိမ်တကြီးနဲ့ရှေ့တိုးလာဖို့ပြင်ဆင်ပါပဲ။အဲ့ဒီမိန်းကလေးကအသက်ရောဂါထသလိုမျိုးထပ်ပြီးဟန်ဆောင်ပြန်ပါတယ်။အဲ့ဒီလူနှစ်ယောက်အဲ့ဒီမိန်းကလေးကိုအသေးအတန်ပြုစုနေကြတာကိုကြည့်ပြီးမင်းသမီးလေးဟာအဲ့ဒီနေရာမှာတစ်စက္ကန့်တောင်ထပ်မနေချင်တော့ပါဘူး။သူမရဲ့ဒဏ်ရာတွေဟာချက်ချင်းမကုသရင်အသက်အန္တရာယ်ရှိနေပါတယ်။အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူစီကနေနဂါမင်းသားကမင်းသမီးလေးကိုလက်ထပ်ဖို့စောင့်နေပြီဖြစ်ကြောင်းသတင်းစကားရောက်လာပါတယ်။မင်းသမီးလေးကိုအမြဲတမ်းညှဉ်းနှိုးခဲ့တဲ့နဂါမင်းသားဟာသူမရဲ့ဖခင်နားမှာရှိနေပေမဲ့မင်းသမီးလေးရဲ့အသက်ဟာအခုချိန်မှာအန္တရာယ်ရှိနေတယ်ဆိုတာကိုတော့သူမသိရှာပါဘူး။ဘာဖြစ်လို့လဲဆိုတော့မင်းသမီးလေးကိုကယ်တင်နိုင်မဲ့တစ်ခုလေးသောဆေးကိုအဲ့ဒီလူနှစ်ယောက်ကခိုးယူပြီးသူတို့ရဲ့မိန်းကလေးကိုပေးလိုက်လို့ပါပဲ။မင်းသမီးလေးဟာသွေးကြပန်းကိုရှာဖို့တောင်ပေါ်ကိုတက်ခဲ့ရပါတယ်။သူမရဲ့ဆိတ်ဆက်ထားသူနဂါမင်းသားကသူမကိုလိုက်ရှာနေတာကိုတော့သူမမသိပါဘူး။မတ်ဆောက်တဲ့ကြောက်ဆောင်ပေါ်မှာဆေးကြပန်းကိုရခဲ့ပြီးကုသဖို့ပြင်နေတော့မှပဲအဲ့ဒီမိန်းကလေးကနောက်တစ်ကြိမ်နှောက်ယှက်ဖို့ရောက်လာပြန်ပါတယ်။လူမိုက်နှစ်ယောက်ရဲ့အားကိုးနဲ့သူမဟာမင်းသမီးလေးကိုပြောင်ပြောင်တင်းတင်းရန်စပြီးဆေးကြပန်းကိုလွှတ်ပစ်ကမင်းသမီးလေးကိုပဲအပြစ်ဖို့ပြီးထပ်မံလုပ်ကြံပါတယ်။အဲ့ဒီလူမိုက်နှစ်ယောက်ကလည်းအခြေအနေကိုမကြည့်ပဲမင်းသမီးလေးကိုချက်ချင်းတိုက်ခိုက်ပါတော့တယ်။ရှင်တို့ဒီမိန်းကလေးကိုဒီလောက်တောင်လိုချင်နေမှာတော့ကျမအခုပဲမျိုးနွယ်စုကောင်းဆောင်စီကိုသတင်းပို့ပြီးရှင်တို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်မယ်လို့မင်းသမီးလေးကပြောလိုက်ပါတယ်ဒီလူရုပ်မာတွေနဲ့အဆက်အသွယ်ဖြတ်ပြီးကိုလန်းကိုသွားနိုင်ပြီလို့မင်းသမီးလေးထင်ခဲ့ပေမဲ့သူတို့ကတော့အဲ့ဒီမိန်းကလေးကိုကုသဖို့အတွက်မင်းသမီးလေးရဲ့နှလုံးသားကိုထုတ်ယူဖို့အထိကြံစီနေကြပါတော့တယ်ဖိနစ်မျိုးနွယ်စုရဲ့လှုပ်ဝက်ကျန်းစာတွေအရဖိနစ်တကောင်ဟာနှလုံးသားမရှိရင်မတည်နိုင်ဘူးအလွန်ဆုံးဖြစ်လာရင်ကျင့်စဉ်တွေပျက်စီးပြီးဒုက္ခိတဖြစ်သွားရုံပဲလို့သူတို့ကပြောဆိုရင်မင်းသမီးလေးကိုစတင်တိုက်ခိုက်ကြပါတော့တယ်မင်းသမီးလေးဟာနာကျင်ကြေကွဲမှုတွေကြောင့်သွေးမျက်ရည်တွေကျဆင်းခဲ့ရပါတယ်။သူမနဲ့အတူကြီးပြင်းလာခဲ့တဲ့ငယ်တငယ်ချင်းနှစ်ယောက်ကမဖျားမနာပဲဟန်ဆောင်နေတဲ့မိန်းကလေးတစ်ယောက်ကိုကုသပေးဖို့အတွက်သူမရဲ့နှလုံးသားကိုတကယ်ပဲအရှင်လက်လက်ထုတ်ယူလိမ့်မယ်လို့အိမ်မက်တောင်မမက်ခဲ့ဘူးပါဘူး။ပို့ပြီးတော့ရေစရာကောင်းတာကအဲ့ဒီလိုနှိပ်စက်ညှဉ်းပန်းခံရပြီးတာတော့မင်းသမီးလေးဟာသူတို့ကိုပဲတစ္ဆာရှိရှိလက်ထက်လိုက်ဦးမယ်လို့သူတို့ကယုံကြည်နေကြတာပါဒါတင်မကသေးဘူးမင်းသမီးလေးကိုဘယ်သူမှအလိုမရှိတော့ဘူးလို့သူတို့ကထင်နေကြတာကြောင့်အဲ့ဒီလောက်ကျန်ဖန်တီးတတ်တဲ့မိန်းကလေးကိုပါမရငယ်အဖြစ်လက်ခံခွင့်ပြုလိမ့်မယ်လို့သူတို့ကစိတ်ကူးရင်နေကြတာဖြစ်ပါတယ်